ဒီစကားလေးကမင်းအွန်လိုင်းဆိုဥတီနေပါတယ်မင်းအွန်လိုင်းကိုကျွန်မပြောချင်ပါတယ်လူတွေတတ်နေတဲ့အလုပ်ကိုရက်တန်းကရပ်ပါတော့ခွေးတောင်မှသူ့တိတ်ခါရှိတယ်ခွေးတောင်မှကျေးဇူးကိုသိတတ်တယ်ထမင်းရှင်ကိုကျေးဇူးသိတတ်တယ် protect the women of Myanmar ပြီးတော့လေကျေးဇူးသိတတ်တယ်နားလည်မှုရှိတယ်အမိန်ကိုနာခံတယ်ခွေးတွေတောင်မှခွေးထဲအောက်တန်းကြပြီးဒီအလုပ်တွေမလုပ်ပါနဲ့တော့လူတွေတတ်တော့ကိုချက်ချင်းရက်လိုက်ပါတော့ရက်တန်းကရက်ပါတော့မရက်ဘူးဆိုလို့ရှိရင်ကျမတို့ရဲ့တစ္ဆာတွေစူးရပါရှင်တို့စူးပါလိမ့်မယ်ရှင်တို့ထပ်ပါနှစ်ပေါင်းများစွာကျမတို့နှိပ်စက်ခဲ့တာများပါပြီကျမတို့ဘဝအချိန်ခံပေါင်းများစွာတည်ခဲ့ရပူပါပြီကျမတို့မျိုးဆက်တစ်ကိုဆက်ပြီးတော့မတတ်ပါနဲ့လို့ကျမအမိန်ပေးနေတာပါကျမချင်းကိုဒူးလည်းမထောက်ဘူးလက်လည်းမမြောက်ဘူးအမိန်ပေးနေတာရှင်ဒီလိုမှနားမထောက်ဘူးဆိုလို့ရှိရင်ရှင်ဘဝဆက်ခါသေးစေရမယ်ကန့်ငရဲပြီးတယ်မှာအချိန်ချင်းအဖန်ဖန်ကြစေရမယ်လူငယ်တွေကိုလုံးဝမထိပါနဲ့အတူတစ်ချောင်းနဲ့ကြိုင်မလာတဲ့လူငယ်တွေကိုလုံးဝမတတ်ပါနဲ့ကျမသားသမီးတွေကိုမတတ်ပါနဲ့ကျမမိခင်တယောက်အနေနဲ့ပြောနေတာပါသားသမီးချင်းခမားမှလည်းသမီးတွေသားတွေရှိပါတယ်မယားတွေရှိပါတယ်ခမားမှလည်းအမေအဖေတွေရှိပါတယ်ခမားကိုချင်းစာစိတ်ထားပါလူလိုသိတတ်ပါခွေးထအောက်တန်းကြတဲ့အလုပ်မျိုးမလုပ်ပါနဲ့ခွေးနဲ့နိုင်ရတာခမားကိုလေခွေးသိတ်ခါကြပါတယ်ခွေးဟာလေထမင်းကျွေးတဲ့လက်ကိုခွေးကမကိုက်ဘူးခမားဟာတစ္ဆာလည်းမရှိဘူးဘယ်လိုလုပ်မှလည်းကျေးဇူးတရားမသိတတ်ဘူးလူလိုလည်းမသိတတ်ဘူးကိုချင်းစာနာစိတ်သားသမီးချင်းစာနာစိတ်မရှိတဲ့ရှင်ဟာအသေးဆိုးနဲ့တနေ့နေ့သေစေရမယ်ရှင်နဲ့ရှင်ကိုထောက်ခံတဲ့အပေါင်းပါအားလုံးလည်းအသေးဆိုးနဲ့သေကြပါစေလို့ကျမတို့အားလုံးကမေတ္တာပို့တတ်လိုက်ပါတယ်ဟုတ်ကျမတို့ဒီနေ့ကိုရောက်လာတဲ့အကြောင်းရင်းကဒီစစ်အာဏာရှင်တွေကိုစစ်အာဏာရှင်အကြမ်းဖက်ဖွဲ့စည်းတွေကိုတိုက်ထုတ်တဲ့အနေနဲ့ကျမတို့ဆန္ဒပြခြင်းဖြစ်ပါတယ်မြန်မာပြည်ကညီကိုမောင်နှမတွေအားလုံးကိုကျမတို့အကုန်လုံးကအားပေးနေပါတယ်ဂုဏ်ယူလဲဂုဏ်ယူပါတယ်ပြီးလို့ရှိရင်စိတ်လည်းမလျှော့ကြပါနဲ့ကျမတို့ဒီကနေရတဲ့လောက်ပေါ့နော်ဒီနိုင်ငံဩစတြေးလျနိုင်ငံကနေပြီးတော့ကျမတို့အကုန်လုံးစန့်ကျင်နေပါတယ်အားပေးနေပါတယ်စိတ်တမကြပါနဲ့ပြီးလို့ရှိရင်ထောက်တာဆဆကိုလည်းကျမတို့ယုံကြည်ပါတယ်ရှင်ပြီးလို့ရှိရင်ကျမတို့အနေနဲ့ဒီမြန်မာပြည်ကဒီဩစတြေးလျမြန်မာပြည်သူပြည်သားတွေအားလုံးကဒီ CRPH ကိုလည်းထောက်ခံပါတယ်ဒီစစ်အာဏာရှင်နဲ့ဂျမ်ဖတ်အဖွဲ့အစည်းတွေအကုန်လုံးကိုကျမတို့ရှုတ်ချပါတယ်ရှင်ကျေးဇူးတင်ပါတယ်ကျမကတော့မင်းအောင်လာတခုပြောချင်တာကတော့ပြောလို့ရမယ်ဆိုလို့ရှိရင်ပြောချင်တာကတော့မင်းရဲ့အချိန်ကကုန်ဆုံးသွားပါပြီလို့ပြောချင်ပါတယ် need action. We support power of people Myanmar. No to Chinese mafia. Yeah. We support power of people in the democracy in the Myanmar. We want international United Nations action, no talk. These are crime. No to this general. These are criminal. Need to go to international court military. I am here support with power of people Myanmar. Long live democracy, long live freedom. Thank you. Thank you.